တွင်းနဲ့စရောက်နေပါပြီအခုစအိုကနေမှကျွန်တော်တို့အတွင်းနဲ့ကျွန်တော်တို့အကျိုးရှိတဲ့နေရာကိုသွားမယ့်နေရာအထိကျွန်တော်ကရိုက်ပြပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့စအိုပါအင်းမော်ကနေစဆင်းလာတဲ့စအိုလို့ခေါ်တာပါကျွန်တော်တို့အပေါ်ကနေအောက်ကိုတဲဆင်းပြီးတော့ရောက်တဲ့နေရာကိုစအိုလို့ခေါ်တာအဲ့ဒါကိုမှကျွန်တော်တို့အဖွဲ့တွေရှေ့ကိုရှေ့ဆက်ပြီးတော့အကျိုးရှိတဲ့နေရာကြီးကိုဆက်သွားတော့မှာဖြစ်ပါတယ်ရတော့မယ်ဒါနောက်တဲ့နေရာကိုတန်လီကားနဲ့အောက်ကိုတစ်ဆင့်ဆင်းရမယ့်နေရာရောက်တာဒါသူဆင်းနေရပြီးသူဆင်းပြီးကျွန်တော်ဆင်းရမှာကျွန်တော်မဆင်းရခင်လေးပြီးတော့ရိုက်ထားတာဒါတော့ခုနကအပေါ်ကနေဆင်းလိုက်တဲ့နေရာကြော်လာခဲ့ပေါ်ကနေအောက်ကိုခုနတန်လန်းကနေအောက်ကိုရောက်လာတဲ့နေရာရောက်သွားပြီးကျွန်တော်ရှေ့ကိုဆက်သွားရအောင်မယ်ရှေ့ကို7မိနစ်မဟုတ်နိုင်ဝက်လောက်တော့သွားရအောင်ပဲလို့ပြောတယ်ရှိမှဒါလမ်းမှာတွေ့တဲ့အကျိုးလေးတွေကကောင်းမကောင်းလေးတွေကြည့်နေရလမ်းတွေ့တဲ့အကျိုးတွေကောင်းတယ်ဆိုရင်ဆမ်မွန်နဲ့ပါဝင်ရိုက်တယ်မကောင်းဘူးဆိုရင်မကောင်းဘူးအဲ့လိုမျိုးရှိရဲဒါခုနကတော့ကျွန်တော်တို့ဆင်းခဲ့တဲ့တန်လီကားပေါ့အောက်ကနေမှအပေါ်ကနေပြန်ပြင်ပြီးတော့ရိုက်ပြထားတာကမ္ဘာလမ်းနဲ့ပြောဆောင်တဲ့ကောင်ကိုပြပါလေနေတော့ကမ္ဘာလမ်းအဲ့တော့အခုကျွန်တော်ဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော် channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်နော်ဆွေတို့ကြောင်းရနဲ့ပတ်သက်ပြီးသိချင်တာလေးရှိရင် comment မှာရေးသားလို့ရပါတယ်လေ့လာပြီးတော့ပြောပြခွင့်ရတဲ့လောက်ပြောပြပါမယ်အခုလည်းဆွေတို့နဲ့ပတ်သက်ပြီးတော့အများကြီးပဲလေ့လာထားပါတယ်ပြောပြခွင့်ရတဲ့လောက်အများကြီးလေ့လာပြီးတော့ပြောပြသွားပါမယ်အခုလိုကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးနေတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ပြီးတော့မှလည်းကျွန်တော်လာမင်းရဲ့သူတွေအတွက်အများကြီးကျေးဇူးတင်ပါတယ်အားကြောင့်မို့လဲဒီ channel လေးကိုဆက်ပြီးတော့မဖြစ်သွားပါအပိရသူတယောက်ချင်းချင်းကိုကျေးဇူးတင်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့အပေါ်ကနေတည်ခဲ့တဲ့အိတ်ခုံတွေပေါ့အောက်မှာအကျော်တွေးလို့ထဲဖို့ရရွှေခဲကြောက်ရွှေထဲဖို့ရအိတ်ဒီပါယူလာတာလူငယ်လူဝတ်တို့ထဲဖို့အတွက်အပေါက်ပြဲဒီပါမဖြစ်ဖို့အတွက်အိတ်ဒီပါနှစ်တက်သုံးတက်တက်တင်တက်ရအောင်အတွက်ယူလာတာအဲ့ဒါပြီးရင်ကျွန်တော်တို့အပွဲလိုက်တန်းစီပြီးတော့အပေါ်ရောက်အောင်တစ်စင်းချင်းတစ်စင်းပြီးပို့တယ်အဲ့နဲ့ပေါ်ရောက်လာပြီဆိုရင်ကျွန်တော်တို့ချက်ကန်မဟုတ်ပါဘူးမှားသွားလို့ပါကျွန်တော်တို့ကြိတ်မယ်အဝိုင်းလေးမယ်အပေါ်ရွှေပန်းယူမယ်ပြီးရင်ရလာရင်ကျွန်တော်တို့အပွဲလိုက်ဝေစုခွဲယူပါတယ်ရှေ့မှာဆိုရင်ကျွန်တော်ရှေ့မှာဆို2ယောက်သွားနေတယ်နောက်မှာဆိုရင်ကျန်တဲ့ဖွဲ့တွေကလိုက်လာပါတယ်ဒီလိုပဲတယောက်လက်ဆင့်ကမ်းကိုညီပြီးတော့မှတွင်းဆင်းရတာပါအခုလိုတွင်းချောင်းနေနဲ့ပတ်သက်ပြီးကြည့်နေရဆိုရင်ရွှေတော့ပဲဖြစ်ဖြစ်ရွှေတော့မဟုတ်လို့ပဲဖြစ်ဖြစ်အများကြီးကျေးဇူးတင်ပါတယ်ဒါမျိုးကတော့ဘာလို့ရိုက်ပြလဲဆိုတော့တွင်းထဲမှာမရောက်ဘူးတဲ့သူလည်းရှိရရောက်ဘူးတဲ့သူလည်းရှိတယ်ဒီလိုမျိုးလုပ်တဲ့သူလည်းရှိတယ်မလုပ်တဲ့သူလည်းရှိတယ်အခုလိုမျိုးရိုက်ပြတာတော့တွင်းထဲမှာဘယ်လိုလုပ်ရလဲဆိုတာနည်းနည်းပါးသိသွားမှတင်ပါတယ်တွင်းထဲမရောက်ဘူးတဲ့သူတွေအတွက်ရွှေတော့ကိုအလုံးမလုပ်ဘူးတဲ့သူတွေတက်နည်းနည်းပါးဒါလေးကဘုံသူရဖြစ်မယ်တင်ပါတယ်အားကြောင့်မို့လဲအခုလိုမျိုးခက်ခဲနဲ့ဗီဒီယိုရိုက်ကူးထားတာပါတွင်းထဲမှာလည်းဘုံယူဖို့ဆိုတာအမြဲတမ်းခက်ခဲပါတယ်ဒါဆိုရင်ရွှေတော့သူတန်းသိကြပါတယ်